Hello Hello，给大家看一下两颗大蓝宝，很好看哦。就是颜色比较浅蓝一点的那种，很好看的。它里面的话就是有小内含物的啊，小内含物、小纹理都有的啊，很好看的。一个是圆形，一个是椭圆形的。然后呢，它每颗都有1克拉多，每颗都有1克拉多，很好看哦。如果是你喜欢那种颜色比较浅一点的话，可以选择这两颗。这一颗的话颜色比较怎么说呢？颜色比较深一点点，这一颗颜色比较更淡一点的。但是这些都是各有各的审美的啊，很好看的。这种蓝宝石也是存在感十足的啊，很好看的啊，可以做戒指的一个款式，可以自己去镶嵌的那种。如果不出证书的话，可以退款的话再买。然后呢，它价格也是挺便宜的啊，价格也是才1500人民币，一颗1500人民币哦，一颗1500人民币，很好看的。这种一颗1500人民币，如果喜欢的话可以私信的哦，谢谢大家。Hello， အားလုံးပဲမင်္ဂလာပါရှင်။ဒါလေးကကျတော့နီလာလေးပေါ့နော်။ရမ်းလာနော်ဒါလေးဆိုလို့ရှိရင်ဒါလေးကကျတော့တက်ကလက်ကြောတစ်ခုတက်ကလက်ကြောရှိပါတယ်ရှင်။ဒါလေးကအယောင်လေးကဖိဖော့လေးပေါ့နော်။အဲ့လိုနဲ့အယောင်လက်လေးနဲ့ဖိဖော့လေးချိန်တဲ့လူလေးတွေအတွက်ဆိုရမ်းစင်ပြေတယ်။ပြီးတော့အဲ့လိုလက်ဆောင်တွေပါညာပြင်ချင်တယ်ဆိုလို့ရှိရင်လည်းရမ်းလာပါရှင်။အဆောင်လေးနဲ့တုံးချင်လည်းရပါရှင်။ဒါလေးဆိုလို့ရှိရင်တခု3သိန်းခွဲပေါ့နော်တခု3သိန်းခွဲလေးပါပဲရှင်ဒါလေးလည်း3သိန်းခွဲလေးပါပဲရှင်ဆိုလေးတန်းတန်းလေးနဲ့ချိုလေးရောင်းချပေးရပါရှင်ဒါလေးကြိုက်လို့ရှိရင်စီဗီမာလာခဲ့ပေးပါအရမ်းလာနော်ဒါလေးဆိုလို့ရှင်ချီအောင်